Hello. Hello. Tao ra ông chị hôm nay bà bố thì ông chơi mù bất sản tái xem bị vậy à? Mà xe rồi cho làm lớp mà xin này. Hả là? Bây giờ đây. Mà nét cũng đâu hồ ra bà đây mấy đây bà đây aku terus mana sih yang apa tanya lebih dan video terus nanya udah doa mah deh. Nếu để cho nó quên nó thấy luôn nó thấy về bây giờ đi. Hả là? Belum bây giờ. Qua đấy, đủ liều đi. Đủ liều bây giờ. Nó thấy lùi rồi. Thế thấy lùi rồi mà vui con này. Bây giờ đó. Nó thấy. Nó thấy. Nó thấy. Anh nói nít là vừa bao nhiêu vậy? Quá chứ vậy rồi cho nó chơi rồi. Cú cho ai rồi. Cô thấy cho bà bị. Cô thấy cho vậy rồi nếu cô thấy bà lại hồ ra bà lại rồi ý luôn bây giờ bắt mặt đông tình quê. Bà bắt mặt đông tình quê. Anh ra đi bà. Cùng bà. Tôi thấy nào bắt mặt đông tình, nó tình quê, hồ thấy đông tình, ngã tình quê. Hồ thấy gì bộ. Chút lên rồi bây giờ đi không? Lên rồi bây giờ đi. Hả là? Nó là biểu ra rồi. Mai rồi biểu ra bắt mặt, nào bắt này biểu lên. Chứ gì đâu mà biểu này thì gì à mà tụi này. Do mẹ đôi đủ biểu rồi mà. Ô ta bà đem ông nên nó biểu đi. Ô ta ngã đây nó biểu đi. Sao là? Rồi tụi cố này nhìn ra cho biểu này, nhìn ra là xem ra. Cố này rồi ta bà đem ông chỉ đồ bà nhỉ ra mẹ đồ ông chỉ đồ miếng là mẹ biểu này ông coi về cả ra là. Rồi chú bây giờ mà tụi con nó sẽ về mẹ lúc biểu ra đi là. Ông gia sĩ cái này rồi nhưng mà này sẽ lý. Tụi con nó sẽ về mẹ lúc biểu này đó là liệu con lý đi con nó sẽ về là một vụ lá được. Ta lúc biểu lại. Ok, cho nó bao ra là bao. Tụi con nó sẽ về ngã đồ về mà. Thằng mẹ tụi con bắt đi cái gì vậy nó không bỏ đi là đi đấy. Hôm nay mình biểu lại liền ngã biểu lại lúc biểu này đi à. Ok. Rồi mà nó ngã ra thì chỉ để bồi mà bộ. Mấy bà cho nhân đi đâu mà thì nào cho mấy bây giờ em tên gì rồi. Thế rồi muốn cho mày mà mà đây. Không biết. Cảm ơn rồi. Nó ngã ra đó lấy xong thì lại mới. Ok.အဲ့တော့နေမနေသူတို့နဲ့ညှိလိုက်လေဒေါ်ကြီးကပြောနေသဘောပေါက်ပါမလားပေါက်တယ်ဒေါ်ကြီးပြောမပြောနေလေဟိုကပလီပြောတဲ့အနေမျိုးနဲ့ပဲတင်ပြောလိုက်သိလားရကျွန်တော်ရသိပြီးရောခလေးကို80ပဲပေးရတာဆိုလို့အဲ့လိုပဲပြောလိုက်လေအဲ့လိုမပြောရကျွန်တော်တောင်းမစစ်လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်မဒေါ်ကြီးမနေ့ကငါကြာရင်စောင့်နေမယ်ဒီမှာဟိုဥစားဒေါ်ကြီးလည်းလှုပ်ရှားလေးရှိလို့ဟုတ်ကဲ့အဲ့ဒါပဲနော်ဟုတ်ကဲ့အောင်ရောက်ပြီပေးရမှာတောင်းမယ်ပေးရမှာတောင်းမယ်သူတို့တောင်းမယ်လေငါပြောတာဟာဆဲအောင်လုံးနေကမလားအခုတင်နှန်းအောင်ရောက်တာတော့ပေးချင်သေးဘူးဆိုတော့ကိုသားလည်းလိုက်ပြီးကိုသားလည်းလုပ်ပြီးခုပြောနေပုံကသူတို့ပြောနေပုံကနေစဉ်းစားကြည့်လေအင်းနဲ့ဟိုဥစားတဲ့ဗါတဲ့ဟိုက16ထက်မှာတဲ့ကပလီပါလာမလားသူတို့ကြည့်အောင်မှာဆိုတော့သူတို့ကြည့်စရာမလိုဘူးဟုတ်လားငါပြောတာသူတို့အစားလုံးကပြောထားနင်းချေတွေပြောထားလေတကယ်လို့တော့မှကပလီကဆေးမအောင်ခဲ့တော့မှယူထားတဲ့ပတ်စံတပြားမှပေးစရာမလိုဘူးသူ့ပတ်စံကပြောတာမဟုတ်ဘူးလားမင်းစေးမအောင်ခဲ့တော့အဲ့ဒီဟိုပြန်လွတ်ချင်တော့မှနင်သားရဲ့ပတ်စံ360 80လုံးနေလကားရမှာလေးမပါမဆိုသူ့ပတ်စံကပြောတာလေအခုဆေးရလို့ဟိုကယူနီဖောင်းနဲ့ပြန်နှမ်းမှာရောက်နေပြီအဲ့ကသူ့ပြရည်လေအဲ့ဒါပြန်နှမ်းရောက်တက်တာမဟုတ်လို့ဘာလဲအားရညာရဲ့ယူနီဖောင်းထုတ်ပေးမလားလို့ပြန်နှမ်းမတက်ဖက်နဲ့အဲ့နေပလက်ဒီလေလူကမတက်ရင်လက်ဖက်ထုတ်တက်တယ်ဆိုတာကိုပြလိုက်မယ်လေနေပလေးတွေအခုငါပဲဒီနေ့တနေ့ကြည့်လိုက်မယ်ငါဘက်ကဖောင်းဖြစ်မှာသူတို့မနေ့ကတနေ့ကြည့်လိုက်မယ်မနေ့ကညနေ9:00 6:00အထိငါရွှေအိမ်ငွေမရောက်လာဘူးဆိုလို့ငါလုပ်ပြီးလို့ပြောပါတိုင်းကြည့်ကြမယ်ဘိုးတက်ဟဲ့တက်မယ်ပေါ့ကုန်မလေးတွေကြိုက်တော့ကုန်မလေးတွေအဲ့ပတ်စံနဲ့အစနဲ့ကုန်မလေးတွေဘာလို့ကလာလို့မရဘူးရောလာပြီးတော့အခုပြီးတော့နောက်ပြောတယ်ဆိုတော့တာဝန်လို့ပေးလိုက်ပြီးတော့အေးလေရောက်ဝကယုံနေဟိုဘက်ယုံနေဟိုတဲ့ရောက်ဝကယုံရင်ပြန်ချိတ်နေတာတဲ့နော်ပြန်ချိတ်နေတယ်အဲ့ပတ်စံကုန်မယ်တဲ့အဲ့တို့ကငါမလုပ်ရဲဘူးထင်နေတာငါလုပ်ရဲတယ်ဆိုတော့တို့ကငါပြမယ်လေညီကြည့်လိုက်ဒါပဲအလောက်ကစောစီမရှိဟယ်လိုညမလေးငါ့ကြီးရောက်တာမဟုတ်ဘူးဟိုမှာဘာလဲဟိုမှာ
အေးအဲ့ဒါကြောင့်နင့်ကိုပြောတယ်လေငါတိတည်တယ်လို့ပြောတယ်လေနင့်ကိုငါအခုဒီကြီးကိုလာနေတာရုံးကိုလာနေတယ်အေး တော့ငါကြီးမပြောတာနင်ကငါကြီးမပြောငါနေမပြောလို့ငါတို့ပြော ဟောငါလည်းပြောတာလေငါလည်းနင့်ကိုတိလို့တိတဲ့အကြောင်းပြောတာဟိုမှာပေးလိုက်တဲ့လူရဲ့အကြောင်းပြောတာဟိုကတေချာတိကျဘယ်လိုငါလောကောင်းဖမ်းထားတာဗောဟဲ့ဒီကတော့ကြာလူဆိုတာပြောရမှာပေါက်ပန်းလေးတွေကိုပြောတဲ့ထင်ပါသို့လို့ငါကြီးပဲရောက်လို့ငါပဲမပြေစိုးလို့ ဟောအဲ့ဒါတော့ကိုယ်တငယ်ချင်းတော့ကိုယုံပြီးသားနေရငါ့ကိုအဲ့လိုလုပ်မလားဟဲ့ငါလည်းအသိမောင်းများစွာချမ်းသာတဲ့အကောင်ကငါလုပ်မလားအဲ့ဒါတော့ငါသိရပေါ့သူများလုပ်မှာဆိုလို့ငါတိကျသွားတဲ့နေ့ကိုပြောတာပေါ့နေမလို့ဘူးဆိုတာသိတာပေါ့နေနဲ့ငါလည်းငငယ်လေးတွေပေါင်းလာတဲ့ဟာနေเจ้าကမသိပဲနေတယောက်เจ้าတယောက်သိနေတဲ့ဟာ အမရကူ အခုလာနေတဲ့နေ့ရှိကိုနေက လာတော့ငါဘုံခေါ်မှာနေသားရောပတ်ကနေတယ်ဒီမှာလူရမယ်ပတ်ကနေတယ် အခုလာနေတငယ်ချင်းဒါပဲဟယ်လို အေးမိုးစားပါတယ်တကယ်စက်ပြီးသွားပြီလားဥပကငါပဲငါ့ရက်တက်သွားမယ်လက်ကောပြန်လာလို့ရှိရင်တို့တော့ပဲပတ်စံပြရမယ် အေးပြီးရော ဘယ်လိုပြနေကြတာလဲတို့ပတ်စံမပြောက်ပါဘူးမရုပ်တော့ပါဘူး ဘလို့ဖြစ်မလဲမပါရဲ့ဒီကိုသားသမီးတယောက်လုံးတော့ပါသွားပြီလေနေမသိဘူးလား နေသားလည်းမသိရတော့ပါတော့မှန်တယ်လေဘလူပဲဒီလိုပတ်စံလုံးပါလေနေသားတော့မှပဲတကူတော့နေအခုခြေသိမ်းခိပါမလားငါပြောနေရရှင်းရှင်းလေး အေးမပေးရင်တော့နေလို့တပြားမှအောင်ပေးမှာမဟုတ်ဘူးငါပြောချင်းချင်းငါတို့ရဲ့လောက်ကလည်းကိုနေလို့ပဲတပြားချက်မရော့ရဘူးလို့ငါပြောတယ်မလားအနေနဲ့အများပဲရှိတယ်အနေနဲ့အများလို့အခုဒီမနေ့ကဆိုးရောက်ကဒီနေ့မှတရင်ရတယ်ဟိုမှာလည်းဟိုတက်လာတဲ့ဒိစိတ်ကတက်လာတာလောက်တာတက်လာတာဝေးဒီမှာငါတို့ဒီညနေလည်းပြောဘူးပါဒါချင်းမို့ပဲရှိရတာခဏလေးဆောင်ပြီဘယ်လိုဖြစ်တာလဲသူတွေလို့ဟာကြီး အေးပြီးရော ဒီလိုပတ်တာတပြားချက်မရော့ရ